Ok, alo mấy mình làm vậy. Cho nó nói về gì phải gì trong mình sẽ tôi đi học phải phải. Rồi thế này nói về gì phải gì là bắt đầu biểu nó, với phần này đi lại mà nói về gì phải gì là bắt đầu biểu. Ồ cái giá thang này nó, ai là bắt đầu biểu cho nó này thế này làm việc là phía cha, bên là phía cha, phía trên bên trên mà phải phải. Rồi thế này đi chơi mà nói về gì phải gì là bắt đầu biểu cho nó lúc trên media ya đó là con, social media ya đó là con, cho nó lúc thì tất cả ya Taiwan lúc Taiwan ya đó là con. Đó xem ra cái xem này nè nó nãy bây giờ phải gì bao nhiêu điều phải gì lâu này ấy nãy bây giờ bảo mà không mà sẽ biểu số này là để cho cô cho nó cái thế này bây giờ biểu là lại học phía trên mấy phía bài chịu rồi cho nó biểu cho nó cái nãy bây giờ phải gì là bắt đầu lúc tháng này rồi mà lâu cái này như cũng mong mà đâu đi học trên gì đang bộ cho nó thu về đó mà gì chỉ bài là bảo nó số thì mà không mà gì ta để trend này chọn nó mà không mà xuất biểu số mua để chọn thái này là bên này mà nó thì sẽ là cái đâu bao gồm là xuất đi đâu mà bạn ta nếu chỉ số nhau số để trade media mà không mà dễ ta mua để chọn nó thái này là bên này mà nó lâu cái này cho nó nhưng mà này người ta suy biểu nó tai na như cùng món hoa miếng này ở đâu nó cha to như cùng món hoa gì xây thêm mà này thái này chặt toa mà bây giờ lâu cái này chặt toa mà bây giờ thì thái đủ nhiều số thì nó thái này người ta thì miền mà bắt đầu nó xây thêm mà miền mà chỉ màu số này thì số lượng chuyện ấy vậy này bắt đầu bây giờ lâu mà nó số này giờ mà xí ra vốn hả cho nó này nè chiếu giờ nhất là cái tao mà được vậy cho nó nãy bây giờ phải gì thì mấy thứ đồ đi của mà cái khai bộ sò cái bộ phải gì hết mà hậu từ và thứ đồ đi của mà là cho nó đâu khai bị hết mà xí vào thế này thì chuyện này cho nó luôn hả nó nãy bây giờ phải xí ra nhà chú bị đông anh đều cho nó cũng như sáu mươi là cái bị đạp à quốc cả là solution cho nó ở trên áp hiện năng hết cho đấy cái bà bị tôi nói cho cả là tôi nằm ở xí bà nhưng mà này bảoว่าbị gì bị nó thì lúcမျိုးngắn này bị mà là cũng như sáu mươi bị là xí được cho nó nhưng mà này nó đâu khai nhau này tụi ở chỗ là cho nó trách này là bao cái này là mình được cũng như sáu mươi bị là xí bà cái này bắt đầu bây giờ cho nó phải xí đấy bắt đầu bây giờ nó cho nó mua ra đi cho nóပြောပြချင်ပါတယ်ကျွန်တော်တို့အဖွဲ့အစည်းမှာဆိုလို့ရှိရင်ဒါကျွန်တော်နိုင်ပြကြီးအဖွဲ့အစည်းရဲ့မူဝါဒ၄ချက်ပဲဖြစ်ပါတယ်အဲ့တော့မူဝါဒ၄ချက်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်ဖတ်ပြပါမယ်နိုင်ပြကြီးအဖွဲ့အစည်းရဲ့မူဝါဒ၄ချက်ပါနံပါတ်1နော်ဗမာတမျိုးသားလုံးရဲ့ COE နဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုကျွန်တော်ကအစင်တစိုက်ဆောင်ရွက်ရန်နော်နံပါတ်2စာပေအမှုပညာယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းကာကွယ်ရန်နဲ့ပြန်လည်ပုံဖော်အသက်သွင်းရန်နံပါတ်3ဘာသာတရား၏အဆုံးအမနော်ဗုဒ္ဓရဲ့အဆုံးအမကိုခြေခံလျက်လူသားချင်းစာနာမှုကုညီမှုလုပ်ငန်းများကိုအလေးပေးဆောင်ရွက်ရန်နံပါတ်4မိမိနိုင်ငံမိမိလူမျိုးမိမိဘာသာအထိပါစော်ကားလာပါကအစောမရောက်သောနီလန်ဖြစ်မိကိုမိချင်းရေကိုရေချင်းစီကိုစီချင်းတုံ့ပြန်ကာကွယ်သားနိုင်ရန်ဒါဟာကျွန်တော်တို့နိုင်မြေကြီးအဖွဲ့အစည်းရဲ့မူဝါဒ၄ချက်ပဲဖြစ်ပါတယ်အဲ့တော့ဒီမူဝါဒ၄ချက်ကိုကျွန်တော်ရဲ့ညီကိုမောင်နှမတွေတေချာလေးနော်ခဏလောက်အချိန်ယူပြီးတော့ပြန်ပြီးတော့နားထောင်ကြည့်ပါကျွန်တော်တို့သူများကိုဒုက္ခပေးဖို့ကျွန်တော်တို့သူများကိုနော်တိုက်ခိုက်ဖို့ဒီလိုမျိုးကျွန်တော်တို့သူများကိုတိုက်ခိုက်ဖို့စော်ကားဖို့နော်ဖွဲ့စည်းရတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီနော်ကိုလူမျိုးကိုဘာသာကိုတာတာနာနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်တို့ကိုညီဆောင်ရွက်ပေးဖို့နာအတွက်ကျွန်တော်တို့လူငယ်တွေကနေပြီးတော့နော်မျိုးရှစ်စိတ်တွေရှင်သန်နေရေးနော်ပြီးရင်ကျွန်တော်တို့ပြောက်ွယ်စားပြုလာတဲ့ယဉ်ကျေးမှုတွေနော်တဖြည်းဖြည်းနဲ့နော်အစိုးဘက်ထဲကိုပြောင်းလာတဲ့ကျွန်တော်ရဲ့နော်ဝတ်စားစိတ်ရမှုတွေပြီးရင်ဘာသာရေးတာတိုင်းနဲ့ပတ်သက်ပြီးတော့ထိပ်ပါဆော်ကားမှုတွေဒါမျိုးတွေကျွန်တော်အများကြီးကြုံနေရပါတယ်ဒါတွေကိုကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့နော်ကျွန်တော်ညီကောင်မောင်နှမတွေကိုလက်လက်မိတဲ့လောက်ပြန်လည်ပြုပြင်နိုင်စွမ်းရှိအောင်ကျွန်တော်နောက်မှရှိနေတဲ့အနာဂတ်ညီငယ်မောင်မယ်တွေကိုနော်အနာဂတ်ဘဝမှာနော်လိမ်မာတဲ့သူလေးတွေနော်ဗုဒ္ဓရဲ့အဆုံးအမအောက်မှာယဉ်ကျေးမှုရှိတဲ့သူတွေဒါမျိုးတွေဖြစ်လာအောင်ကျွန်တော်အနေနဲ့ကိုညီဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဓမ္မစကူတွေဖွင့်တဲ့နေရာမှာလူရန်ကိုညီမှုတွေလည်းရှိပါတယ်မိဘမဲ့ကလေးတွေကိုလည်းကိုညီဆောင်ရွက်မှုတွေရှိပါတယ်ဒါတွေကိုကျွန်တော်ထပ်ခါပြောနေတယ်ဆိုတာကကျွန်တော်တို့ဒီနာမည်ကောင်းယူနေခြင်းမဟုတ်ပါဘူးနိုင်မြေကြီးအဖွဲ့အစည်းအနေနဲ့လှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်ချပြနေခြင်းပြောပြနေခြင်းဖြစ်ပါတယ်ဒီအရာကြီးပေါ်မှာကျွန်တော်တို့ကိုပုံစံအမျိုးမျိုးနဲ့တစ်စိတ်တွေကပြောဆိုနေတဲ့အရာတွေပြီးရင်ကျွန်တော်တို့ရဲ့ logo တွေကျွန်တော်တို့ရဲ့ပုံရိပ်တွေနဲ့ပတ်သက်ပြီးတော့ဆွဆွဲပြောဆိုနေတာတွေပုံရိပ်တွေ logo တွေကိုအသုံးပြုပြီးတော့အခြားသူတွေကိုတွားပြီးတော့တိုက်ခိုက်နေတာတွေဒါတွေဟာနော်မလုပ်တဲ့အရာတွေပါကိုယ်နိုင်ငံသားချင်းချင်းနော်ကျွန်တော်တို့ကိုညီဆောင်ရွက်ပေးဖို့နာအတွက်ကိုယ်နိုင်ငံသားချင်းချင်းစီးလုံးမှုကအင်မတန်မှလိုလားပါတယ်နိုင်ငံရေးဆိုရအခင်းချင်းရအောင်မှာကျွန်တော်နိုင်ငံသားတွေ
တယောက်နဲ့တယောက်စီလုံးမှုပြိုကွဲနေတယ်တယောက်နဲ့တယောက်စိတ်ဝမ်းနေကွဲနေတယ်ဒါအပြင်ကျွန်တော်တို့ကစီလုံးမှုပြိုကွဲနေတယ်ကိုယ်နိုင်ငံသားတွေကိုပြန်လဲစီယုံလောက်အောင်တော့မေတ္တာတရားကိုအခြေခံပြီးတော့ကျွန်တော်တို့ရဲ့အလုပ်လုပ်နေတဲ့အရာပေါ်မှာကျွန်တော်တို့ဘာကြောင့်ဝေဖန်တိုက်ခိုက်နေသေးဆိုတာတော့ကျွန်တော်တို့ကမပြောတတ်လောက်အောင်ပဲအဲ့တော့ကိုရဲမဲ့အပါအဝင်ပေါ့နော်အခြားသောမီဒီယာတွေခေတ်သစ်မီဒီယာဒီတော်လိုင်းဘက်ကသက်ဆိုင်တဲ့နော်တချို့သောမီဒီယာတွေရှုပ်မှာဆိုလို့ရှင်နဲ့ကျွန်တော်တို့ကိုပုံစံမျိုးမျိုးနဲ့တိုက်ခိုက်ဆော်ကားတာကြီးအများကြီးပါဒီနေ့ဒီချိန်ထိလည်းကျွန်တော်တို့တိုက်ခိုက်ဆော်ကားနေတာရှိနေသေးပါပဲဆိုတော့ကျွန်တော်တို့ဒီတော်လိုင်းနဲ့ပတ်သက်တော်လကောင်းနော်နိုင်ငံရေးနဲ့ပတ်သက်တော်လကောင်းစစ်တပ်နဲ့ပတ်သက်တော်လကောင်းကျွန်တော်မှဝေဖန်ထောက်ပြနော်ဆဲဆူပုတ်ခတ်ဆော်ကားတာကျွန်တော်မှမရှိပါဘူးကျွန်တော်လုပ်နေတဲ့လမ်းစီသည်မြေသူ့ဘက်မှမလိုက်ပါဘူးကျွန်တော်သွားနေတဲ့အမျိုးသားရေးဝန်တာနုရခိတလမ်းစဉ်ကိုကျွန်တော်သွားတယ်ကိုအမျိုးကိုချစ်တတ်ဖို့နော်ကိုနိုင်ငံသားတွေကိုချစ်တတ်ဖို့ကိုတိုင်းသားညီကိုမောင်နှမရဲ့အတူရှစ်ခင်စွာနေထိုင်နိုင်ဖို့ပြီးရင်လူအများကောင်းကျိုးကိုလူသားချင်းစာနာမှုမြတ်သွားနိုင်ဖို့ဒါတွေကိုကျွန်တော်အလေးပေးဆောင်ရွက်နေပါတယ်ဒီအရာပေါ်မှာမဟုတ်မမှန်တစိတ်ကပ်ပြီးတော့ပြောနေတဲ့အရာတွေဒီအမှန်တမ်းနိုင်ငံသားတယောက်အနေနဲ့ဒီလိုမျိုးပြောဆိုနေတဲ့အရာတွေပေါ်မှာသူတို့မချက်ပဲမှကျွန်တော်အနေနဲ့ရှက်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီလိုမဟုတ်မမှန်ဆွဆွဲပြောဆိုနေတဲ့ကာယကရှင်တွေကိုလည်းကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်အများအားလာခဲ့ပါကျွန်တော်ရဲ့ social media ပေါ်မှာ TikTok live ပေါ်မှာကျွန်တော်ဖြည့်ရှင်းနေတဲ့အရာတွေပေါ်မှာလာပြီးတော့ဖြည့်ရှင်းကျွန်တော်စိတ်မခေါ်ဘူးကျွန်တော်ရင်ဆိုင်ရတဲ့တတ္တိရှိတယ်လူငယ်တွေကအမှန်တရားကိုရင်ဆိုင်ရတဲ့တတ္တိရှိရင်အမှန်တရားကိုလိုလားပါရင်ဆိုရဲလူတွေကနော်ပို့ပြီးတော့တတ္တိရှိရမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အမှန်တရားကိုမျက်နှိုးပါတယ်ဆိုတဲ့သူတွေကအမှန်တရားရဲ့ဘက်မှာမရက်တည်ပဲအမှန်တရားကိုအမှန်တရားလို့မမြင်ပဲနော်ငါစိတ်ထင်ရအမှန်ငါစိတ်ထင်ရငါတွေးရအမှန်ငါပြောတာအမှန်လူများရဲ့အမှန်ဆိုရဲပုံစံလိုမျိုးခင်ဗျားတို့ဒီနိုင်ငံမှာဒီလိုပုံစံမျိုးတွေနဲ့ဆက်သွားလို့မရပါဘူးလူများတဲ့အမှန်လည်းမဟုတ်တလို့ငါထင်တာငါမြင်တာကြည့်ပဲအမှန်လို့ပဲနော်ဆွဆွဲနေလို့လည်းမရပါဘူးအဲ့တော့မှန်ကန်တဲ့အရာဆိုတာမှန်ကန်တဲ့တိကျတဲ့သက်သေရှိရပါမယ်မှန်ကန်တဲ့အရာကိုချပြနိုင်စွမ်းရှိရမယ်မှန်ကန်တဲ့အရာကိုပြောဆိုနိုင်စွမ်းရှိရမယ်အဲ့တော့သူတစ်ဖက်သားကိုတိုက်ခိုက်လိုက်မှစော်ကားလိုက်မှငါအတွက်နာမည်ရမယ်ဆိုလို့ရှိရင်ခင်ဗျားကိုလောက်ရဟာနော်စိတ်ကောင်းချိတ်ပြီးတော့ခွေးသားရောင်းနေတယ်အတူတူပါပဲဘယ်တော့မှလောက်ရက်တွေဟာတရေမမှန်သလိုလှုပ်ဆောင်ချက်တွေဟာလည်းဘယ်တော့မှကောင်းမွန်လာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ပြည့်ဖွဲ့စည်းနေတာပတ်သက်ပြီးခင်ဗျားတို့စိတ်ထဲမှာမတင်မကျဖြစ်နေတာတွေနော်ခင်ဗျားတို့စိတ်ထဲမှာမဟုတ်မှန်မှန်ဆွဆွဲပြောဆိုထားတဲ့အရာတွေကတကယ်တိကျမှုရှိလားမှန်ကန်မှုရှိလားဟုတ်မှန်မှုရှိလားမရှိလားဆိုတော့ကျွန်တော်ကလာပြီးတော့တိုက်ရိုက်ပြေဆုံးဆွေးနွေးပြောဆိုလို့ရပါတယ်အားလုံးကိုကြိုးစားပါတယ်ညီကောင်မောင်နှမချင်းချင်းကျွန်တော်မြန်မာနိုင်ငံသားချင်းချင်းရှစ်ခင်တဲ့စိတ်နော်မေတ္တာတရားကိုအခြေခံပြီးတော့ကျွန်တော်ကရဲရဲဝံ့ဝံ့ရင်ဆိုင်ရတဲ့အရာတွေရှိပါတယ်ခင်ဗျားတို့နဲ့ကျွန်တော်နဲ့ရန်သူလည်းမဟုတ်တော့ခင်ဗျားတို့နဲ့ကျွန်တော်နဲ့နော်တိုက်ခိုက်ရမယ့်သူတွေလည်းမဟုတ်ဘူးကျွန်တော်တို့ဟာဒီနိုင်ငံကောင်းဖို့နာအတွက်တစ်ဖက်တစ်လမ်းနေပြီးတော့ခင်ဗျားတို့လှုပ်သလိုကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကလည်းကျွန်တော်စွမ်းဆောင်နေပါတယ်ငြိမ်းချမ်းခြင်းတည်အောင်မြင်ခြင်းပါပဲနော်ကျွန်တော်တို့လိုချင်တဲ့အောင်မြင်တဲ့နိုင်ငံတော်နော်ကျွန်တော်တို့သွားခြင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့နာဆိုလို့ရှိရင်ခင်ဗျားတို့အချင်းချင်းဟိုကစိတ်ဝမ်းကွဲတဲ့စိတ်တွေခွဲခြားတဲ့စိတ်တွေမထားဘဲနဲ့အရှင်းချင်းနော်စိတ်ပေါင်းညညာနဲ့ကျွန်တော်လှုပ်ဆောင်နိုင်ဖို့အရေးမဲ့အရေးကြီးပါတယ်စနစ်ကိုတော်လှန်တာစနစ်ပဲရှိပါတယ်နော်စနစ်ကိုအပုတ်ချမှုနဲ့တော်လှန်လို့မရပါဘူးနော်ဒါကြောင့်မို့ညီကိုမောင်နှမတွေပြောချင်တာကလာခဲ့ပါနိုင်မြဲကြီးအဖွဲ့အစည်းကနေပြီးတော့ညီကိုမောင်နှမတွေပေါ်မှာအပြည့်အဝတာဝန်ယူဖြည့်ရှင်းပေးဖို့နာအတွက်အစင်းသင်းရှိနေပါလေလို့ကျွန်တော်အနေနဲ့အလေးနက်ထားပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်